ဂေါတမဘုရားမပွင့်ခင်ကမြတ်စွာဘုရားတွေဟာဂရေချီပြီးတော့မရွေမတွက်နိုင်တဲ့ဘုရားတွေပွင့်သွားတယ်တန်ဗုဒ္ဓေထာဝိသေသဂါထာမှာကြည့်ပဲဆိုအများကြီးပဲပေါ့နော်သို့သောဂေါတမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်ဗျာဒိတ်ခံတဲ့ဘုရား24စုအဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်အားလုံးဟာတကူတွေနဲ့ကြည့်ပဲအင်တာမကြီးမားတဲ့နော်တပ္ပိသနံဒုက္ခဝဟာတရားရဲ့အကျိုးစီးပွားတရားအားလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်သွားတဲ့ဘုရားကြီးကြီးပဲနှစ်ပေါင်းများစွာလောကကြီးမှာဖြစ်ပေါ်လာပြီးတဲ့နောက်တရားရဲ့အကျိုးစီးပွားလမ်းမှန်ကိုဟောကြားသွားတဲ့ဘုရားတွေဂေါတမဘုရားဘဝနဲ့ဆက်သွယ်နေတဲ့ဘုရားရှင်မောဗျာဒိတ်တော်ကြားတာဘုရား24စုရှိတယ်အဲ့ဒီ24စုသောဘုရားတွေရဲ့မှတ်တမ်းကိုကြည့်လိုက်လောကကြီးမှာမြဲတာဆိုတာတခုမှမရှိဘူးဆိုတာကိုဖော်ပြတယ်နော်နံပါတ်1ကဒီပင်ကရာမြတ်စွာဘုရားဘယ်တော့ကပွင့်လေးအသင်္ချေနဲ့ကဘာတသိန်းကဘာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေးအသင်္ချေနဲ့တသိန်းရှိတယ်လို့ဆိုလိုတယ်လေးအသင်္ချေဆိုတာဘယ်လိုယူရတာတုံးလို့ဆိုလို့ရှိရင်မရေမတွက်နိုင်တာက၄ခါရေတွက်လို့ရတာကတသိန်းဒီလိုမှတ်ရအဲ့တော့မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကျုံနေတဲ့ဘယ်လိုကျုံလို့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာကွန်းတညာဘုရားပွင့်တယ်အဲ့ဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်းတညာဘုရားချားမှာကဘာပေါင်းဘယ်လောက်ကြားတယ်ဆိုတာအရေအတွက်မရှိဘူးနော်ရေတွက်နိုင်ခြင်းမရှိဘူးဒါကြောင့်အဲ့ဒါကိုတစ်အသင်္ချေလို့မှတ်ထားတယ်အဲ့ဒါတခုလွန်ခဲ့ပြီကဘာပေါင်းဘယ်လောက်ဆိုတာမရှိမသိနိုင်အလုံးကိုကြာခဲ့တယ်လို့ဆိုလိုတယ်နောက်တစ်ခါကွန်းတညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာမင်္ဂလာဘုရားပွင့်တယ်အဲ့ဒီဘုရားနှစ်စုကြားမှာလည်းပဲကဘာပေါင်းဘလောက်ကြားတယ်ဆိုတဲ့အရေးအတွက်မရှိလောက်အောင်ကြာညောင်းခဲ့သည့်အတွက်ကြောင့်အဲ့ဒါကိုတစ်သင်္ချေလို့ရေတွက်ပြနောက်တစ်ခုနာရဒဘုရားနဲ့သောဘိတဘုရားဒီနှစ်စုရဲ့အကြားမှာလည်းပဲထို့တူပဲကဘာပေါင်းဘလောက်ဆိုတာကိုရေတွက်လို့မရသည့်အတွက်ကြောင့်အဲ့ဒါကတစ်အသင်္ချေနောက်အနောမဓာတိမြတ်စွာဘုရားနဲ့ပထုမုဒ္ဒရာမြတ်စွာဘုရားဒီနှစ်စုရဲ့အကြားမှာလည်းပဲကဘာပေါင်းဟာမရေမတွက်နိုင်အောင်ကြာညောင်းသည့်အတွက်ကြောင့်တစ်အသင်္ချေလို့ဆိုအလုံးပေါင်းလိုက်အသင်္ချေ၄ခုလို့ဆိုတာအဲ့ဒါကိုပြောတာ၄အသင်္ချေဆိုတာအဲ့လိုမဟုတ်ဘဲနဲ့၄ကဏ္ဍကြီးဘာလို့ထည့်ထားတာတုံးလို့စဉ်းစားတဲ့လူကစဉ်းစားမယ်နော်အသင်္ချေဆိုတာမရေမတွက်နိုင်တာမရေမတွက်နိုင်ဘူးလည်းပြောသေးတယ်ဘာလို့၄ကဏ္ဍထည့်ထားတာတုံးဆိုတာကြတော့ဒီအထိပဲနော်မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကျုံလိုက်တယ်အဲ့တော့ဘုရားတဆူဖြစ်ဖို့ဆိုတာမရေမတွက်နိုင်တဲ့ကဘာပေါင်းကို၄ခါကြော်ဖြတ်ခဲ့ရမယ်ရေအတွက်မှတ်တမ်းတင်နိုင်စွာမရှိခဲ့ဘူးဒီလိုဆိုပရိမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့တသိန်းအဲ့ဒါရေတွက်လို့ရအဲ့ဒါကိုပြောတာ၄အသင်္ချေနဲ့ကဘာတသိန်းဆိုတာနော်တခြားနည်းနဲ့ပြောတာမဟုတ်ဘူးအဲ့ဒီနည်းနဲ့ပြောတယ်အဲ့တော့ဘောရမဘုရားရဲ့လောင်းလျာဗျာဒိတ်တော်စပြီးတော့ခန်းလာတဲ့ဒီပင်ကရာမြတ်စွာဘုရားကနေစကြည့်လိုက်မယ်ဆိုရင်မရေမတွက်နိုင်တဲ့ကဘာပေါင်း၄ခါဂျုံခဲ့ပြီးတဲ့နောက်မှာရေတွက်လို့ရတဲ့ကဘာကအတိအကျပြောလို့ရတာကတသိန်းရှိတယ်အဲ့ဒီ၄အသင်္ချေနဲ့ကဘာတသိန်းအတွင်းဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားတွေကိုပဲကြည့်ဒီပင်ကရောလောစီနောတတ္ထာနန္ဒာရမမိနေဖုတောတထေဝတ္တဇိနာထုပောသတ္တိန်သုတ်ပေတာပြောစနောကဲဒီပင်ကရာမြတ်စွာဘုရားသခင်ကိုရမြတ်ကြီးဟာတက်တော်တသိန်းတန်းမှပွင့်တယ်အသက်တသိန်းရှိတဲ့ချိန်မှာပွင့်တယ်လူသက်တမ်းတသိန်းနေပြီးတော့လောကသားတို့ရဲ့အကျိုးစီးပွားကိုကြိုးစားအထောက်သွားတယ်နော်ဇောတရိတ်တဝနာတတ္ထမံတန္တာရိတဝတတိပကလောကကြီးမှာအမှန်တရားတွေကိုဟောပြောတယ်မှန်တရားတွေလူတွေရဲ့ယင်နဲ့နှလုံးထဲရောက်အောင်ဘယ်ဟာအမှန်ဆိုတာရှင်းလင်းဟောပြောတယ်တန္တာရိတဝမဟာစနတရားတွေကိုကဲတင်သွားတယ်ကဲတင်တယ်ဆိုတာအမှန်သိအောင်ပြောပြီးကဲတင်တာတကူတော်နဲ့ကဲတင်တာမဟုတ်ဘူးကဲတင်တာဟာတကူနဲ့ကဲတင်လို့မရဘူးလူတယောက်ကြီးပွားတိုးတက်စေခြင်းသူ့ကိုပညာပေးရတာဟောပညာပေးမှကြည့်လေမိဘတွေကသားသမီးကိုကဲတင်တာဘာနဲ့ကဲတင်
ကျောင်းထားပေးတာဒါမိဘတွေရဲ့ကတင်မှုပဲသူတို့ကိုယ်တိုင်ပညာတတ်ကြီးတွေဖြစ်မှဘဝကိုသူ့ကိုယ်သူလျှောက်လန်းနိုင်မှာပေါ့အကယ်၍မိဘကသားသမီးကိုချစ်လို့အေးငါသားကျောင်းလည်းမနေနဲ့အေးမင်းပြောသလိုသာနေဆိုရင်လူဆိုးလူမိုက်ဖြစ်သွားတယ်ဟောဒီသားသမီးဟာကောင်းတဲ့အစင်တမ်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တော့အဲ့တော့သားသမီးကိုမိဘတွေကကဲတင်ញင်တဲ့အခါမှာပညာတတ်အောင်နိလန်းရှာပေးရတယ်ကျောင်းကောင်းကောင်းထားမယ်ပညာတတ်အောင်ဆရာကောင်းကောင်းနေနဲ့အနံပြီးတော့ပညာတွေကိုသင်ခိုင်းတယ်ဒါကတင်ញင်မယ်မြတ်စွာဘုရားရဲ့ကတင်မှုကလည်းအဲ့ဒီတိုင်းပဲနော်ဟိတေပဝတ္တနေနအာဟိတာသနိယတနေနတရဝရီရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားစေတယ်အာဟိတာသနိယတနေနဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားခိုင်းခြင်းအဖြစ်ဆိုလိုတာကမလုံးတဲ့တာနဲ့လုံးတဲ့တာနော်ရှောင်ရမှနဲ့ဆောင်ရမှာဒီနှစ်ခုပဲလမ်းညွှန်မှုပေးတာကဲတင်နေဆိုတာဒီလိုနီးနဲ့ကဲတင်မင်းဒါမလုံးနဲ့ဒါလုံးဆရာဝန်ကယောဂါကိုကုစားတဲ့အခါမှာလည်းပဲသမားတော်တွေကယောဂါကိုကုစားတဲ့အခါမှာလည်းပဲဒါမတည့်ဘူးဒါမစားနဲ့ဒီဆေးတောက်တာဒါပဲပြောတာပဲလေမလုံးရမှနဲ့လုံးရမှာပဲပြောတာအဲ့ဒါကိုလိုက်နာလို့ရှိရင်အကျိုးရှိမှာမြတ်စွာဘုရားကတရားတွေကိုကဲတင်နေဆိုတာလေဒီနည်းပဲအေးဒီအကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်စေနဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားလို့ဆိုခြင်းအပြင်ကဲတင်ခြင်းသာလည်းဖြစ်တယ်ပေါ့အဲ့တော့ဒီပင်ကရာမြတ်စွာဘုရားဟာတရားတွေကိုကဲတင်ပြီးတော့နောက်ဆုံးနှစ်ပေါင်းတစ်သိန်းကာလကြာအောင်တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်အနှစ်တစ်သိန်းဟိုဘက်ထိအောင်ယက်တည်နိုင်စွာမရှိဘူးရှိတော့အစွမ်းတကူတွေအများကြီးရှိဒါပေမဲ့အနှစ်တစ်သိန်းဟိုဘက်ကိုသွားလို့မရဘူးသင်္ခါရရဲ့သဘောတရားကနော်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲသင်္ခါရဖြစ်နေသင်္ခါရဖြစ်နေသည့်အတွက်ကြောင့်တာသအိဋ္ဌိသောသယသောတာဏိသပါဒေတုစက္ကာယရဏာနိဘုရားဆိုတာကြာရင်လက္ခဏာတွေအမှန်တမ်းပြည့်စုံတယ်နော်အစွမ်းတကူတွေရှိတယ်အချမ်းရံကြော်စိုးတွေနဲ့ပြည့်စုံတယ်မြတ်စွာဘုရားရဲ့ခြေဝါးတော်မှာဆက်လက္ခဏာတွေရှိတယ်တပ္ပန္တမန္တရဟိတံအားလုံးပျောက်သွားပြီမရှိတော့အဲ့ဒါလောက်နှစ်ပေါင်းတစ်သိန်းကာလနှစ်ပေါင်းတစ်သိန်းလူဘဝမှာတက်တန်းရှိကြပြီးတဲ့နောက်အမှန်တမ်းချောမောလှပတဲ့ရူပကာယနဲ့ပြည့်စုံပြီးအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်မြတ်ကြီးဟာနောက်ဆုံးကြတော့ပျောက်ကွယ်သွားရတာပဲသင်္ခါရကိုလွန်ဆန်ပြီးတော့ခဏိထိတည်ရှိခြင်းကမစွမ်းနိုင်ဘူးတဲ့နနုရိတ္တာတပ္ပသင်္ခါရသင်္ခါရမှန်သမျှဟာဒီတိုင်းပဲဘာမှအသုံးမကျဘူးလို့ဆိုလို့အခိုင်မာရနိုင်တာတခုမှမရှိဘူးဟောဒီပင်ကရာမြတ်စွာဘုရားဟာနန္ဒာရာမလို့ဆိုတဲ့ဥယျာဉ်ကြီးထဲမှာပြိဋိဘံဆံတာအသက်တသိန်းတန်းမှာမြတ်စွာဘုရားတသိန်းနဲ့ပို့ပြီးအသက်မရှိဘူးနော်နှစ်ပေါင်းတသိန်းကြာတဲ့အခါမှာနန္ဒာရာမဆိုတဲ့ဥယျာဉ်ကျောင်းကြီးထဲမှာပြိဋိဘံဆံသွားပြီးအဲ့ဒီမှာပဲထူပဆိုတဲ့ဘုရားရဲ့အထိတ်မှတ်ပထိုးတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ကြတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်းဒီလွန်ခဲ့တဲ့ကဘာ၄အသင်ချိန်နဲ့ကဘာတသိန်းအရင်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုခဏမရှိတော့တူဖို့ရှာဖွေလို့လည်းတွေ့မှာမဟုတ်တော့ဘူးနော်ဒီကနေ့ခေတ်ဟာနော်တူဖို့တဲ့ခေတ်တွေတူဖို့လို့ရတယ်ဆိုတာသိမကြသေးခင်သာတူဖို့လို့ရတာလေအဲ့တော့လိုက်ပြီးတော့ဒဇုံးတဆရှာလို့မရနိုင်တော့ဘူးလုံးဝပျောက်ကွယ်သွားပြီသင်္ခါရမှန်သမျှတနေ့ကြာဒီတိုင်းပျောက်ကွယ်သွားမှာပဲနော်ဒီလိုဆိုလို့တယ်အဲ့တော့ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာပွင့်တဲ့မြတ်စွာဘုရားကွန်းတညာဘုရားတဲ့တသိန်းချေလွန်မြောက်ပြီးတော့ကဘာပေါင်းမြောက်များစွာမရေမတွက်နိုင်အောင်ကြာပြီးတဲ့အခါမှာကွန်းတညာဘုရားပဲအဲ့ဒီကွန်းတညာဘုရားလေဘုရားရဲ့ခုံကြီးတွေနဲ့ပြည့်ပြည့်စုံစုံတရားရည်ရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်ခဲ့တာသူလည်းအသက်တသိန်းတန်းမှာပွင့်ပေါ်ခဲ့တာဖြစ်တယ်ဟောအဲ့ဒီဘုရားကလည်းအသက်တသိန်းရှိကြပြီးတရားရည်ရဲ့အကျိုးဆောင်ရွက်ခဲ့တယ်သို့တော့တက်တော်တသိန်းပြည့်တဲ့အခါပြိဋိဘံဆံရပြန်ရောကြည်စာပေမှာဘယ်လိုဆိုတော့ကွန်တင်ညောပဝရော